Hello အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ဆိုလွန်ဝေးဖြစ်ပါတယ်ဒီနေ့ရဲ့ဗီဒီယိုမှာတော့ကျွန်တော်အခုရက်နေတဲ့ရုံထောင်ကြောကိုလုပ်ပြတော့မှာပဲဖြစ်ပါတယ်ဗျOkay ဒါဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင်ဗျ Let's go Okay ပထမဆုံးအနေနဲ့ကျွန်တော်တို့လိုအပ်တဲ့ပစ္စည်းတွေကတော့ Okay ပြီဆိုရင်တော့ကျွန်တော်တူးတဲ့အတိုင်းမြေကြီးကိုလိုက်တူးပေးပါဗျOkay ပြီဆိုရင်တော့ကျွန်တော်တို့ဒီ၄တောက်မှာကျွန်တော်တို့ wooden hole နဲ့လုပ်ပေးလိုက်ပါဗျပြီးရင်ကျွန်တော်တို့ဒီပေါက်တွေမှာရေဖြည့်ပေးလိုက်ပါဗျ Okay ပြီဆိုရင်တော့ကျွန်တော်တို့ဒီထဲမှာcarrot တွေစိုက်ပေးထားရမှာပဲဖြစ်ပါတယ်ဗျ Okay ပြီဆိုရင်တော့ကျွန်တော်တို့ ox slab နဲ့ဒီအပေါ်နားထိတ်နားကိုပိတ်ပေးရမှာပဲဖြစ်ပါတယ်ဗျဒီလိုပိတ်လိုက်လို့အောက်ကရေကမခန်းတော့ပါဘူးဗျကျွန်တော်တို့အပေါ်မှာပဲပိတ်လိုက်တာပါ Okay လုပ်ပြီးပြီဆိုရင်တော့ကျွန်တော်လုပ်တဲ့အတိုင်းဒီတေးသားကိုကျွန်တော်ထားတဲ့အတိုင်းလိုက်ထားပေးပါဗျ Okay ပြီးရင်ကျွန်တော်တို့ ox slab ရဲ့အပေါ်မှာ pressure plate တွေထားပေးပါဗျ Okay ထားပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီ trap door ကိုကျွန်တော်ထားတယ်လို့လိုက်ထားပေးပါဗျ Okay ပြီဆိုရင်တော့ကျွန်တော်တို့အပေါ်မှာox slab နဲ့ပြန်တင်ပေးပါဗျ Okay ဒီလိုဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့ရပါပြီဗျဒါပေမဲ့ကျွန်တော်တို့ carrot တွေကြီးဖို့အတွက်ကျွန်တော်တို့ဘုံမီးနဲ့တုံးလိုက်ပါဗျ Okay ဒါဆိုရင်တော့ကျွန်တော်တို့ယုံနေဝင်တာခဏကြည့်လိုက်မယ်ဗျ Okay အထဲမှာကျွန်တော်တို့ယုံလေးတွေက carrot တွေလာစားနေကြပြီဒါပေမဲ့သူတို့ကတော့ပြန်ထွက်လို့မရတော့ပါဘူးဗျ Okay ဒီနီးလန်းကတော်တော်လေးကိုတုံးဝင်ပါတယ်ဗျဘာဖြစ်လို့လဲဆိုရင်တော့ကျွန်တော်တို့ယုံတွေကတော်တော်လေးကိုဖမ်းရခက်လို့ပါပဲဗျbrother တို့အနေနဲ့တုံးဝင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and subscribe လေးလုပ်ခဲ့ဖို့ကျွန်တော်တောင်းဆိုပါတယ်ဗျ Okay ဒါဆိုရင်ကျွန်တော်တို့နောက်ဗီဒီယိုကြမှာပြန်တွေ့ကြတော့ပေါ့ bye bye